အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Smart English Language School ရဲ့teacher တူဖြစ်တဲ့ teacher တော်မြတ်စုပန်ပဲဖြစ်ပါတယ်ကျမတို့ဒီနေ့ပေါ့နော်တခြားပြည်တွင်းပြည်ပအကြောင်းများစွာနဲ့ပူးပေါင်းပြီးတော့ဒီ education fair လေးမှာပါဝင်ခွင့်ရတဲ့အတွက်ဂုဏ်ယူဝမ်းမြောက်ပြီးကြောင်းဥစွာပထမပြောကြားလိုပါတယ်ရှင်ကျမတို့အကြောင်းက2013ခုနှစ်တည်းကစတင်ပြီးတော့တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်အခု2025ခုနှစ်မှာဆိုလို့ရှိရင်ကျမတို့အကြောင်းရဲ့ဒီပညာရေးလမ်းခီးစဉ်ရ12နှစ်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီ12နှစ်တာကာလအတွင်းမှာကျမတို့အကြောင်းက Cambridge Exam Preparation Center တခုဖြစ်လဲသတ်မှတ်ခြင်းခံရပြီပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီနေ့မှာကျမတို့အကြောင်းမှာလေးလာသင်ယူနိုင်တဲ့အတန်းလေးတွေအကြောင်းကိုနည်းငယ်လေးပြပြပေးချင်ပါတယ်ကျမတို့အကြောင်းမှာဆိုလို့ရှိရင်တော့အသက်9နှစ်ကနေစပြီးတော့ဒီ CEFR level B2 level အထိလေးလာသင်ယူလို့ရတယ်ပေါ့နော်အသက်9နှစ်ကနေစပြီးတော့ Jolly Phonics class တွေ Phonics reading class တွေအပြင်နောက် YLE classes တွေ CE2 class တွေမှာဆိုလို့ရှိရင် KET PET FCE level အထိလေးလာသင်ယူနိုင်တာပဲဖြစ်ပါတယ်ဒါအပြင်ကျမတို့အကြောင်းမှာ grammar class တွေကိုပါသင်ကြားပေးနေတဲ့အတွက်ကြောင့်ညီမတို့အကြောင်းတစ်ခုထဲမှာတင်ပေါ့နော်fluency ရော accuracy ရောလေ့လာခြင်းတဲ့ကျောင်းသားတွေကတနေရာထဲမှာပဲလာရောက်လေ့လာလို့ရတာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်အတန်းအနေနဲ့ဆိုလို့ရှိရင်လည်း online on campus နှစ်မျိုးထားရှိပေးထားတာဖြစ်တဲ့အတွက်မိမိတို့နှစ်သက်ရာမိမိတို့အဆင်ပြေရာမိမိတို့လေ့လာခြင်းတဲ့ပုံစံပေါ်မူတည်ပြီးတော့အတန်းတွေရွေးချယ်လို့ရတယ် online class တွေဆိုလို့ရှိရင်လည်းကျမတို့ကျောင်းကနေပြီးတော့ recorded video တွေထားရှိပေးတယ်ဒါကြောင့်မို့လို့ကိုလေ့လာခြင်းတဲ့အခါမှာပြန်ပြီးတော့လေ့လာလို့ရတယ်ပြန်ကြည့်လို့ရတယ်မိဘတွေအနေနဲ့လည်းပြန်ပြီးတော့ဒါကိုသားသမီးရဲ့ progress ကိုပြန်ပြီးတော့ checking လိုက်လို့ရတဲ့အားသာချက်တစ်ခုရှိတာပဲဖြစ်ပါတယ်campus အတန်းတွေမှာဆိုလို့ရှိရင်လည်းအတန်းတစ်ခုချင်းစီမှာပေါ့နော်ကျမတို့ဟိုassistant teacher တွေ main teacher တွေထားရှိပေးထားပြီးတော့ထိထိရောက်သင်ကြားပေးနိုင်တဲ့ကျောင်းသားဦးရေကိုပဲလက်ခံပေးထားတာဖြစ်တဲ့အတွက်ကျမတို့ကျောင်းမှာကျောင်းသားတစ်ယောက်ချင်းစီတိုင်းကိုအထူးဂရုစိုက်ပေးနိုင်ပြီးတော့ဒီ kind one leap ဖြစ်တဲ့ atmosphere တစ်ခုကိုဖန်တီးပေးထားတာပဲဖြစ်ပါတယ်ရှင်အတန်းနေဆိုလို့ရှိရင်အခုလက်ရှိသင်ကြားနေတဲ့အတန်းနေအပြင်နောက်ဆိုလို့ရှိရင်ဒါ adult class တွေ IELTS preparation class တွေနောက် reading class တွေ speaking class တွေကိုပါထပ်မံတိုးဖွင့်သွားဖို့ရှိပါတယ်ရှင်campus အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်စရာ3ခုရှိပါတယ်ကျမတို့ရဲ့ main campus ဖြစ်တဲ့center 1ကတော့ရန်ကင်းမှာတည်ရှိပါတယ်ဒါကြောင့်မလို့ရန်ကင်းကတသားမီမီတွေရန်ကင်းအနီးတစ်ဘက်ကတသားမီမီတွေကတော့ center 1ကိုရွေးချယ်လို့ရတယ်ဒါအပြင် center 2ကိုလည်းကျမတို့ကဒေါပုံမြို့နယ်မှာဖွင့်လှစ်ပေးထားပါတယ် center 3အနေနဲ့ပေါ့နော်လက်ရှိမကြခင်မှာဗိုလ်တထောင်မြို့နယ်မှာဖွင့်လှစ်ပေးသွားဖို့ရှိတဲ့အတွက်မြို့တွေကကျောင်းသားကျောင်းသူတွေအတွက်လည်းအဆင်ပြေစီမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့ကျောင်းကနှစ်စဉ်နှစ်တိုင်းပေါ့နော်ကျောင်းသားဦးရေရာကျော်ကိုသင်ကြားပေးနေပြီးတော့ဒီ Cambridge exam ဝင်ဖြေတဲ့ကျောင်းသားကျောင်းသူအရေအတွက်တရားဆိုလို့ရှိရင်လည်းနှစ်စဉ်ရာကျော်ရှိပါတယ်ဒါအပြင်ကျမတို့ကျောင်းမှာ AEIS ဒီ Singapore government ကနေပြီးတော့ကျင်းပပေးတဲ့ AEIS exam တွေကိုလည်း preparation လုပ်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ abroad study လုပ်ချင်တဲ့ကျောင်းသားကျောင်းသူတွေကကျမတို့ကျောင်းမှာပဲတခါတည်းလေ့လာသင်ယူလို့ရတယ်တခါတည်းလေ့ကျင့်ပြီးတော့စာမေးပွဲဝင်ဖြေလို့ရတယ်ဒါလေးတွေလည်းရှိပါတယ်ရှင်ဒါအပြင်ကျမတို့ကြောင့်မှာပေါ့နော်ပြင်ပ activities နေနဲ့ art class တွေကိုပါဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီပညာရေးဒါမကအနုပညာကိုပါစိတ်ဝင်စားတဲ့တသမီမီတွေကျမတို့အကြောင်းကိုလေ့လာကြလာရောက်လေ့လာကြည့်ရှုကြဖို့ကျမကတော့ဖိတ်ခေါ်ချင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဗာပြောချင်လဲဆိုရင်ကျမတို့အကြောင်းမှာက activities အရန်စုံနေပေါ့နော်ကလေးတွေကဒီစာတစ်ခုတည်းပဲမဟုတ်ဘဲနဲ့ကျမတို့အကြောင်းမှာဒီ the digital activity think and festival တွေအကုန်လုံးကို language school တစ်ခုအနေနဲ့ပေးနိုင်တာအကုန်လုံးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လာရောက်ကြဖို့လည်းဖိတ်ခေါ်ပါတယ်ကျမတို့ကျောင်းရဲ့ activities တွေအကုန်လုံးကို Facebook page ဖြစ်တဲ့ Smart English Language School မှာအချိန်နဲ့တပြေးညီတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်like and follow လုပ်ထားပြီးတော့လေ့လာစောင့်ကြည့်နိုင်ပါတယ်ရှင်ဟုတ်ကဲ့အခုချိန်ဒီနားထောင်ပေးကြတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ရှင်